ဒီနေ့ကတော့အရန်ကိုခက်စားနေတဲ့ထုံထုံဆက်ဆက်နဲ့စားလို့ကောင်းတဲ့ကြက်ချောက်မလာလေးလောက်စားရအောင်နော်ဒါလေးတွေကတော့ပေါင်ပစ္စည်းလေးတွေပါငါအယိုးထုတ်ထားတဲ့ကြက်ချောက်လေးကိုဝယ်လာပါတယ်ပြီးတော့မလာအကင်မှုန့်ရယ်မလာရှန်ကောအနှစ်ရယ်ငုတ်သီးစိမ်းရယ်ကြက်သွန်ဖြူရယ်စီချွမ်းပပကွန်ရယ်လိုပါတယ်ကြက်ချောက်ကလေအယိုးပါလေးလည်းသုံးလို့ရတယ်ပေါ့နော်ငါတော့ကြက်ချောက်လည်းလက်ဆက်ဆက်လေးလည်းဝယ်လို့မရတာရောဒီဝယ်နေကြပေါ့နော်ဒီအယိုးထုတ်ထားတာလေးရှိတာရောဒီဟာလေးကိုပဲဝယ်လာတာပါရှင်အရင်ဆုံးကတော့ဒီခဲနေရာတွေကိုပျော်သွားအောင်လုပ်တယ်ပေါ့နော်ပြီးတော့ရေလေးနဲ့ဆေးတယ်ရေဆေးပြီးတော့ရင်ကတော့ရေမွေးဆူဆူထဲမှာဂျင်းရယ်စပလင်ရယ်နဲ့ကြက်ချောက်လေးတွေကိုထည့်ပြီးတော့ပြုတ်လိုက်ပါတယ်ငါ400 gram ကြက်ချောက်နှစ်ဘူးကိုသုံးထားတာပါရှင်ပြုတ်နေနဲ့အပေါ်ကနေတက်လာတဲ့အမြုံလေးတွေကိုလည်းဖယ်ပေးမယ်ပေါ့နော်ပြီးတော့မိနစ်20လောက်ပြုတ်ပေးပါမယ်ရှင်မိနစ်20လောက်ပြုတ်ပြီးသွားပြီဆိုရင်တော့ကြက်ချောက်လေးတွေကနူးသွားပြီပေါ့နော်တကယ်လို့အယိုးပါပါတယ်ဆိုရင်တော့မိနစ်30လောက်ပြုတ်ပေးပါရှင်နူးသွားတဲ့ကြက်ချောက်လေးတွေကိုဆယ်လိုက်ပြီးတော့ရေအေးနဲ့ဆေးချပြီးတော့ရေစစ်ထားပါမယ်နော်ကြက်ချောက်လေးတွေကလေရေလေးတေချာစစ်ထားဖို့လိုပါတယ်ရေလေးဆက်လက်နဲ့ဆိုရင်တုပ်လို့မကောင်းဘူးပေါ့နော်အဲ့တော့ကြက်ချောက်ကိုအရင်ဆုံးပြုတ်ပြီးတော့အေးခံပြီးတော့ရေစစ်ထားပေးပါနော်ပြီးရင်တော့ကြက်သွန်ဖြူတအုပ်ရဲ့ငုတ်သီးစိမ်းရကြတော့ကိုစားနိုင်တဲ့လောက်ပေါ့နော်အဲ့ဒါလေးကိုမိဖို့ပေါ်မှာမီအေးအေးနဲ့လှော်ပေးပါမယ်ရှင်အပေါ်ရန်လေးတွေအရောင်လေးပြောင်းပြီးညိုလာပြီဆိုရင်တော့မိဖို့ပေါ်ကနေဖယ်ပြီးတော့ထောင်းထားပေးလိုက်ပါမယ်ရှင်။ဖွားကြောင်ကတော့လေအမုံလေးသုံးရမှာပါ။အိမ်မှာအစိတ်လေးပဲရှိလို့အဲ့ဒါလေးတွေကိုပဲထောင်းထားလိုက်တယ်ပေါ့နော်။ပြီးတော့ဘဲညံပြားရဲ့အနောက်လေးလည်းလိုပါတယ်။ကြက်ချောက်မာလာလေးတုပ်ဖို့တော့ဇလုံးတစ်ခုထဲမှာရေစစ်ထားတဲ့ကြက်ချောက်တွေရဲ့ကြက်သွန်ဖြူနဲ့ငုတ်သီးစိမ်းရထည့်လိုက်ပါမယ်ပြီးတော့ဝါးကြောင်အမှုန့်ကိုလည်းကိုအထုံကြရင်မမျှထည့်ပေါ့နော်အထုံမကြရင်တော့ short ထည့်ပါရှင်မာလာအကင်အမှုန့်တုပ်လေးကိုလည်းတစ်ထုပ်ထည့်တယ်ပဲညံပြားရဲ့အနောက်ကိုထမင်းစားစွန်းတစ်စွန်းနဲ့မာလာရှမ်းကောအနှစ်ကိုထမင်းစားစွန်းတစ်စွန်းထည့်ပြီးတော့အရင်နယ်လိုက်ပါတယ်ရှင်ဒီနေရာမှာလေကြက်သားမုံတို့စားတို့ပဲညံပြားရဲ့အကြည်တို့ QC တို့လည်းထည့်လို့ရတယ်ပေါ့နော်ကတော့မလာအကင်မုံနဲ့မလာရှန်ကောအနှစ်ထဲမှာလည်းအရသာတွေကပါပြီးသားဆိုတော့အဲ့အရသာလေးတွေကိုပဲအဓိကထည့်လိုက်တဲ့ပုံစံမျိုးလေးပေါ့နော်တစ်ချက်မြည်ကြည့်ပြီးတော့လေအရသာလေးကိုပိုပြီးပြင်းပြင်းလေးဖြစ်ချင်တာမို့လို့မလာအကင်မုံလေးနောက်တစ်ထုံနဲ့မလာရှန်ကောအနှစ်လေးကိုလည်းထမင်းစားစုံနောက်တစ်စုံထည့်လိုက်ပါသေးတယ်ရှင်ဒီနေရာမှာလေငုတ်သီးအကြက်မုံဝင်ကြရင်လည်းငုတ်သီးအကြက်မုံလည်းထည့်လို့ရပါတယ်ရှင်အခုဆိုရင်ကတော့ကြက်ချောက်မာလာလေးကနေလို့ပြီးသွားပြီပေါ့နော်သူကချက်ချင်းတန်းစားရတဲ့စားရင်ရေခဲတကြရဲမှာအနည်းဆုံး1 နာရီလောက်ထားတာပိုကောင်းတာဆိုတော့လေငါဒီလိုမျိုးဘူးလေးနဲ့ထည့်လိုက်ပါတယ်အယိုးထုတ်ထားတဲ့ကြက်ချောက်တင်ဖို့လို့လည်းပါတယ်ငါကြက်ချောက်ကို2ဘူးသုံးလိုက်တာတော့မှလေအကုန်လုံးနေပြီးရဲ့အချိန်မှာဒီဘူးလေးနဲ့ဒါတဘူးပဲရတယ်ပေါ့နော်အကုန်လုံးထည့်ပြီးတော့ငါရေခဲတကြရဲမှာ2 နာရီ3 နာရီလောက်ထားလိုက်ပါတယ်ငါဒီချက်ချောက်မာလာလေးကိုလေထမင်းနဲ့ထဲ snack အနေနဲ့စားရတာပို့ပြီးကြိုက်တယ်ပေါ့နော်ဒီလိုရင်နွေးချမ်းပူပူလေးနဲ့ဆိုရင်တော်တော်လေးလိုက်ပါတယ်ထုံထုံဆက်ဆက်အရသာပြင်းပြင်းလေးနဲ့လေတော်တော်လေးစားလို့ကောင်းတာမို့လို့အိမ်မှာလှုပ်စားကြည့်ကြပါအောင်နော်ဒါဆိုရင်နောက်ဗီဒီယိုကြီးကြမှာပြန်တွေ့ပါမယ်ရှင်